စိန်ပန်းဧရိယာထဲမှာရှိတဲ့တဲချင်းပေါ့နော်အဲ့ဒီမှာအခုဆော့ဆော့ကလူတွေကငလျင်ဘေးတန်တော့မဟုတ်ဘူးမီးဘေးပါတင်သွားတာဟုတ်တယ်အကုန်လုံးမီးလောင်သွားတာငလျင်ရဲ့ဒဏ်ကြောင့်မြေကြီးတွေကြောလာပြီးတော့မီးတွေလုံးဟိုဟာဖြစ်ပြီးတော့အကုန်ပြာကျပြီးတော့အကုန်လုံးလို့တိတ်ဆုံးသွားကြတာတော်တော်များများကိုတိတ်ဆုံးသွားတဲ့နေရာကြီးပေါ့နော်အဲ့မှာကြံရိတ်ခဲ့တဲ့မိသားစုတွေကိုဟိုငလျင်တန်အောင်မီးဘေးတန်အောင်တင့်တဲ့လူတွေကိုမီးရွက်လာလှူတာပေါ့နော်တိမ်ပေါင်းကတော့2180မင်းတို့လှူတာပေါ့နော်မန္တလေးဒီမှာမန္တလေးရဲ့ဒီ area မှာမင်းတို့စနစ်တကျနဲ့တကယ်ကိုဒုက္ခရောက်တဲ့မီးဘေးတင်တာရောရေငလျင်ဘေးတင်တာရောဘေးမျိုးစုံတိတ်နေတဲ့ဒုက္ခတွေတွေကိုတိုက်ရိုက်ကိုထိတဲ့ရောက်လှူကတော့အင်မတန်ပီတိဖြစ်ပါတယ်နော်ကြည့်ပါဦးမီးလောင်ပြနေရကြီးအကုန်လုံးငလျင်တန်ကြောင့်မီးတွေလောင်ရတယ်ပူလောင်နေနေရကြီးအကုန်လုံးမိသားစုတွေပူလောင်နေကြတယ်ဒါပေမဲ့သူတို့တွေကအာတင်းပြီးအပြုံးနေနေတဲ့တာမင်းတို့လာလို့တာခွန်အားတွေရှိသွားတာပေါ့နော်မဲ့ပီတိဖြစ်မိပါတယ်ကိုယ့်ရဲ့မိသားစုတီးတန့်အလှမခံမဲနဲ့ကိုယ့်မိသားစုရဲ့ဝင်ငွေဖြူစင်တဲ့ဝင်နဲ့လာပြီးတိုက်ရိုက်ဒုက္ခရောက်တဲ့လူတွေကိုပေးရတာပီတိကတော့ဘယ်ပီတိနဲ့မှမတူပါဘူးအင်မတန်ပုံမြတ်တဲ့အလှူကြီးတစ်ခုပါပဲအားလုံးပဲမင်္ဂလာပါရှင်ကျမတို့မိသားစုကကျမနာမည်ဒေါ်တီတီဝင်းဖြစ်ပါတယ်ကျမသားစီဖြိုးပြချုံတဲ့ကျမမျိုးသားဦးထွန်းအောင်တို့ရဲ့မိသားစုပေါ့နော်ကျမတို့ ED မိသားစုပါပဲကျမတို့သူများရှိရလူမခံပါဘူးကျမတို့ဖြူစင်တဲ့ပတ်စံနဲ့ဓာတ်ထူတာပါဒါကျမအုပ်ဆုံးအချိန်ပါကျမအတန်ကြောက်ကြထွက်လာတာဝန်နေပါရင်ပေါ်ရောက်ခဲ့ပဲဆိုရင်ကျမတို့နေမှားရောက်ခဲ့ပဲဆိုရင်ကျမတို့ခွင့်လုပ်ပေးပါကျမတို့လည်းအဝေးရတာပါကျမဆိုအသက်64နှစ်ရှိလောကဆုံးရှိတယ်အဲ့ဒီကြားထဲကမြစ်တာစေနာအပြည့်နဲ့ဒါချင်းဖြစ်ပါတယ်အဲ့တော့ကျမတို့နောက်ဆက်တွဲအလူတွေလည်းရှိပါတယ်ကျမတို့အိမ်တွေကိုလည်းခွင့်စင်းပါအောင်မယ်ကျမအရင်မြစ်တာစေနာထားပါတယ်အားလုံးနဲ့လည်းခံစားရပါတယ်ဒီတိုင်းကြီးကိုဘာမေးရအနေနဲ့ကျမတို့ခံစားနေရတာတောင်လည်းဝမ်းနေပါတယ်အဲ့တော့အခုကျမတက်တိုင်းတဲ့ဘက်ကလူကြီး436ယောက်ကိုကျမလူပါမယ်နောက်ပိုင်းပြန်ရှိတာဖြစ်စေနောက်ပိုင်းဘာဖြစ်စေကျမတို့အများကြီးနောက်ဆက်တွဲတွေလာမယ်ဆိုတော့ဖြစ်ကြအောင်ပြောရင်းနဲ့ခေါ်အားတွေရိုက်ပြပါမယ်ဒီလောကကြီးကမတည်မြဲဘူးလေရှုံးကန်ရင်လည်းဝင်တထွားထွားYou're the end to me, my living it. Season change that you want me to tell. The meaning you got boy cheated. Change she don't want this so simple. Now my child they kill my. They just say that makes sweet. Change we had to dream on me. Earthquakes are not uncommon in Myanmar, but the size of this one, 7.7 on the magnitude scale, makes it one of the largest in living memory. Millions of people impacted by the shockwaves. Today, hundreds of people are still unaccounted for, with the current death toll over 1,700 people. Our Asia correspondent Cordelia Lynch has this latest update.
လုပ်ချင်တယ် ဟုတ်ကဲ့ပါဟုတ်